မင်္ဂလာပါ AKT Channel မှာလွှင့်ထွန်းစွာကြိုဆိုပါရစေဖိလစ်ပိုင်ကလစ်နဲ့ပတ်သက်တဲ့ပြောပြကြလေးတစ်ခုကိုတင်ပြသွားမှာပါဒီဓာတ်ပုံလေးကိုမြင်ញ្ញမ်းပြီးဖိလစ်ပိုင်ကလစ်နဲ့ပုံဆွဲပြပါမယ်ဖုန်းနဲ့ပဲဒီပုံလေးကိုဓာတ်ပုံရိုက်ပါတယ်တဲ့တဲ့လေးရအောင်ရိုက်ပါဖိလစ်ပိုင်ကလစ်ကိုဖွင့်ပြီးဒီဓာတ်ပုံလေးကိုထည့်ပြပါမယ်ဖိလစ်ပိုင်ကလစ်ဖွင့်ပြီးရင်တော့ပေါ်တောင်းမှာအဆက်30ရှိပါတယ်အဲ့ဒီနေရာကိုတစ်ချက်ဖွင့်ပါဒီနေရာက add image ပါတစ်ချက်ဖွင့်ပါဖုန်းနဲ့ရယူထားတဲ့ gallery တွေကပုံတွေတက်လာပါမယ်အခုအသုံးပြုပြမယ့်ပုံကဒီမှာပါတစ်ချက်ဖွင့်ပါဓာတ်ပုံလေးအခုလိုဝင်ရောက်လာပါတယ်အန်တယ်နီယာကနေလှည့်နိုင်ပြုနိုင်ပါတယ်အခုလိုမျိုးရွှေ့ယူလို့လည်းရပါသေးတယ်တောင်းတွေကနေလည်းပုံကိုဆွဲချဲလို့ရတယ်လွတ်တဲ့နေရာတွတ်ထီးလိုက်ရင်မြင်ကွင်းရှင်းသွားပါမယ်လေယာဘောက်ကိုတစ်ချက်ဖွင့်ပါအပေါင်းလက္ခဏာကိုထပ်ဖွင့်ပါလေယာ2ပေါ်လာပါမယ်အစ်စ်ပေါ်လာတဲ့လွတ်နေတဲ့လေယာ2မှာပုံရေးဆွဲမှာဖြစ်ပါတယ်ဒါဆိုလွတ်တဲ့နေရာတွတ်ထီးပြီးလေယာဘောက်ကိုပြန်ပိတ်ရပါမယ်ပုံရေးဖို့အတွက်ဘရက်2ကိုရွေးချယ်ထားရပါမယ်ပြီးရင်ပုံကိုကြီးကြီးဆွဲချဲ့ပါပုံရေးတဲ့အခါမှာပုံကြီးလေးဆွဲရလွယ်လေးဖြစ်ပါတယ်ဘရက်2ကိုထပ်ဖွင့်ပါဘရက် size ကာလာရွေးချယ်ရပါမယ်ဘရက် size ကို4ကာလာကိုဘလက်မှာထားလိုက်ပါတယ်နည်းနည်းချင်းတိုးထီရေးဆွဲပါဒီနေရာကအန်ဒူးဖြစ်ပါတယ်ဖြတ်ချင်ပြင်ချင်းနောက်ဆုံးချင်တဲ့ကဒူးကိုနှိပ်ရပါတယ်ဒီနေရာကိုနှိပ်ရင်မူလ site ကိုပြန်ရောက်ပါတယ်ပုံလေးရေးဆွဲလို့ပြီးသွားတဲ့အခါမှာတော့လေယာဘောက်ကိုဖွင့်ပါလေယာ1ကိုပိတ်လိုက်ပါမယ်ဒီနေရာမှာပိတ်ပါလွတ်တဲ့နေရာတွတ်ထီပြီးမြင်ကွင်းကိုရှင်းထုတ်လိုက်ပါတယ်ဖိလစ်ပိုင်ကလစ် application နဲ့ပုံတွေကိုအခုလိုရေးလို့လည်းရပါတယ်အခုတော့ဒီညနဲ့ရန်နာလိုက်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေ